ဒါကလေးမေဘယ်နှစ်ရှိလဲမ24နော်တို့ဖေရောဟာတို့ဖေဆူတောင်းဆွဲရပါတော့ဘယ်ဘက်ကဆွဲတော့ကလေးရနော်မဟောလေသူရဟိုအထဲထဲဝင်ရမှာပြီးမှဟိုမှာဟိုကကြမ်းမလုပ်ဘူးကြောပြလာမှယာမြင့်တစ်ခုဖြစ်တော့ကြောပြဟိုမှာထဲဝင်你们那个叫啊，我给我姐妹喊的嘛，你别这样，俺老妈呢？要叫爸爸了不？哪能的呀妈？我也爸比我妈耶，你妈嘞妈的了，我妈妈是什么样的了？我看到呀来我妈耶，路边的。